တရား6ခုမြောက်သောဆာလံထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ဂရုဏာတော်အစဉ်မြဲတည်သောကြောင့်ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြလော့ထာဝရဘုရား၏တကူကြီးခြင်းအရာတော်တို့ကိုအဘယ်သူပြောနိုင်သနည်းဂုဏ်ကျေးဇူးတော်ကိုအဘယ်သူသည်အကုန်စင်ဖော်ပြနိုင်သနည်းခတ်သိမ်းသောအခါတို့၌တရားကိုစောင့်ရှောက်၍ဖြောင့်မတ်စွာကျင့်တော်သူတို့သည်မင်္ဂလာရှိကြ၏အိုထာဝရဘုရားကိုတော်သည်ရွေးကောက်တော်မူသောသူတို့၏ကောင်းကျိုးကိုမြင်စေခြင်းက၎င်းကိုရောဤလူမျိုးဝမ်းမြောက်ခြင်း၌ဝမ်းမြောက်၍ကိုရောဤအမွေဖြစ်သောသူတို့နှင့်အတူဝါကြွားရွှင်လန်းစေခြင်းက၎င်းကိုရောဤလူတို့ခံရသောစေတနာတော်နှင့်တကွာအကျွန်ုပ်ကိုအောက်မေ့တော်မူပါအကျွန်ုပ်ကိုအကြည်ရှုကြွလာ၍ကဲ့တင်တော်မူပါအကျွန်ုပ်တို့သည်ဘိုးဘေးတို့နှင့်အတူပြစ်မှားကြပါပြီဒုစရိုက်ကိုပြုကြပါပြီမတရားသောအမှုကိုပြုကြပါပြီအေဂုတုပြည်၌ပြုတော်မူသောအံ့ဩဖွယ်တို့ကိုဘိုးဘေးတို့သည်နားမလည်ကြများစွာသောဂယုဏတော်တို့ကိုမအောင်မိကြပင်လယ်နာအေရုံပင်လယ်နာမှာပုန်ကန်ကြပါ၏သို့တော်လည်းမဟာတကူတော်ကိုထင်ရှားစေခြင်းကနာမတော်၏အကြောင်းကြောင့်သူတို့ကိုကယ်တင်တော်မူ၏အေရုံပင်လယ်ကိုဆုံးမတော်မူ၍ပင်လယ်ရည်သည်ခန်းချောက်လေ၏တော၌ပို့ဆောင်တကယ်သို့နှစ်နေရရ၌သူတို့ကိုပို့ဆောင်တော်မူ၏မုံသောသူ၏လက်မှသူတို့ကိုကယ်တင်၍ရန်သူ၏လက်မှရွေးနှုတ်တော်မူ၏ရန်သူတစုံတစ်ယောက်ကိုမျှမကြံရစ်စေခြင်းကရေသည်လွှမ်းမိုးလေ၏ထိုအခါစကားတော်ကိုယူ၍ဂုဏ်ကျေးဇူးတော်ကိုတခြင်းဆိုကြ၏သို့တော်လည်းအမှုတော်ကိုအလျင်အမြန်မေ့လျော့သည်ဖြစ်၍အကျင့်အစီတော်ကိုမဆိုင်မလင့်ပဲတော၌အလွန်တက်မဲ့၍လူစိတ်ညံရာအရ၌ဘုရားသခင်ကိုစုံစမ်းကြ၏သူတို့တောင်းသောဆုကိုပေးတော်မူ၏သို့တော်လည်းသူတို့၌ပိန်ကြုံခြင်းကိုတွင်ပေးတော်မူ၏ထိုသူတို့သည်လည်းတက်ထဲမှမောရှေကို၎င်းထာဝရဘုရား၏တန်ရှင်းသူအာယုန်ကို၎င်းမြူဆူကြ၏မြေကြီးသည်ကွဲလျက်ဒါတန်ကိုမြူ၍အဘိရန်၏အသိအဝင်ကိုဖုံးအုပ်လေ၏သူတို့အသိအဝင်ထဲမှမီးရှို့၍မတရားသောသူတို့ကိုလောင်လေ၏သူတို့သည်ဟောရက်တောင်နားမှနွားတငယ်ကိုလှုပ်၍အရေသွန်းသောရုပ်ထုကိုပြောက်ဖို့ကိုးကွယ်ကြ၏သူတို့၏ဘုံကိုလဲ၍မြက်ကိုစားသောနွား၏ပုံတရံကိုယူကြ၏ဣသရေလပြည်၌ကြီးသောအေဂုတုပြည်၌ကြီးသောအမှုတို့ကို၎င်းဟာမအမျိုးနေရာပြည်၌အံ့ဖွယ်သောအမှုတို့ကို၎င်းအေရုံပင်လယ်နားမှကြောက်မက်ဖွယ်သောအမှုတို့ကို၎င်းပြု၍ကဲတင်တော်မူသောအရှင်ဘုရားသခင်ကိုမေ့လျော့ကြ၏ထိုအခါရွေးကောက်တော်မူသောမောရှေသည်အမျက်တော်ကိုလွဲ၍ထိုသူတို့ကိုဖျက်ဆီးတော်မမူစေခြင်းကဖျက်ဆီးရအရက်ရှိတော်၌မရက်လင်သူတို့ကိုဖျက်ဆီးမည်ဟုအကြံရှိ၏ထိုသူတို့သည်လည်းစကားတော်ကိုမယုံတာယာသောပြည်ကိုမထီမဲ့မြင်ပြုကြ၏မိမိတို့တဲများ၌ဆန့်ကျင်ဘက်ပြု၍ထာဝရဘုရား၏နှုတ်ကပတ်တော်ကိုနားမထောင်ဘဲနေကြ၏ထိုကြောင့်သူတို့ကိုတော၌လဲခြင်းက၎င်းသူတို့အမျိုးအနွယ်ကိုတပါးအမျိုးတို့တွင်လဲ၍အပြည်ပြည်ရသို့ကွဲပြားစေခြင်းက၎င်းသူတို့ဘက်၌ကျိန်ဆိုတော်မူ၏ထိုသူတို့သည်ဘာလပေဂုရဖျား၌မိဝဲ၍လူသည်ရှေ့မှပူဇော်သောရစ်ကောင်ကိုစားကြ၏ထိုသူမိမိတို့အမှုများအပြင်အမျက်တော်ကိုနိုးဆော်၍ကာလနာသည်သူတို့ကိုလူရက်လေ၏ထိုအခါဖိနဟတ်သည်ထား၍တရားသဖြင့်စီရင်သဖြင့်ကာလနာသည်ငြိမ်းလေ၏ထိုအမှုကိုသူ၏ဖြောင့်မတ်ခြင်းကဲ့သို့လူမျိုးအဆက်ဆက်တည်သောကာလအစဉ်မပြတ်မတ်ရသည်တဖန်မေရိဘရဲ့အနားမှာအမျက်တော်ကိုနိုးဆော်ကြသဖြင့်သူတို့အတွက်ကြောင့်မောရှေ၌အမင်္ဂလာဖြစ်လေ၏သူ၏စိတ်ကိုချုပ်ချယ်နှောက်ယှက်ကြသဖြင့်သူသည်အမတ်တမင်မွတ်ဆို၏ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းမပြုတပါးအမျိုးသားတို့ကိုမဖျက်ဆီးဘဲနေကြ၏သူတို့နှင့်ရောနှော၍သူတို့၏ဘာသာဓလေ့တို့ကိုသင်ကြ၏သူတို့၏ရုပ်ထုများကိုပြု၍ကြော့ကွင်းနိုင်မိကြ၏ကိုသားသမီးတို့ကိုနှက်ဆိုးတို့အားပူဇော်ကြ၏ထိုတို့အပြစ်မရှိသောသူတို့၏အသွေးခါနှံရုပ်ထုကိုရှေ့မှရစ်ပူဇော်သောကိုသားသမီးတို့၏အသွေးကိုသွန်းကြ၏ထိုမြေသည်အသွေးနှင့်ညစ်ညူးလေ၏သူတို့သည်ကိုအချင်းအားဖြင့်ကိုညစ်ညူးစေ၍ကိုအမှုတို့တွင်မာယွင်းကြ၏ထိုကြောင့်ထာဝရဘုရားသည်မိမိလူတို့ကိုအမျက်တော်ထွက်၍မိမိအမွေတော်ကိုရွံရှာတော်မူ၏သူတို့ကိုတပါးအမျိုးသားတို့လက်သို့အပ်တော်မူသဖြင့်မုံသောသူတို့သည်အုပ်ဆိုရကြ၏ရန်သူတို့သည်လည်းညှင်းဆဲ၍သူတို့သည်ရန်သူတို့အောက်မှနှိမ့်ချခြင်းကိုခံကြ၏သူတို့ကိုကြိမ်ဖန်များစွာကယ်နှုတ်တော်မူသောလည်းပုန်ကန်သောအကြံကိုသာကြံ၍မိမိတို့ဒုစရိုက်အပြစ်ကြောင့်နှိပ်စက်ခြင်းကိုခံရကြ၏တဖန်သူတို့အော်ဟစ်ခြင်းကိုကြားတော်မူလျှင်သူတို့၌ဆင်းရဲဒုက္ခကိုကြည့်ရှုသဖြင့်
ဝန်ခံခြင်းဂတိတော်ကိုသူတို့အဖို့အောင်မေ၍ဂတိတော်များပြားသည့်အတိုင်းနောင်တရတော်မူ၏သူတို့ကိုချုပ်ထားသိမ်းသွားသောသူအပေါင်းတို့သည်တနာကြမည်အကြောင်းပြုတော်မူ၏အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားတန်ရှင်သောနာမတော်ဤဂုဏ်ကျေးဇူးတော်သည်ကြီးလာပါ၏ဟုအကျွန်ုပ်တို့သည်ဝန်ခံ၍ကိုရောကိုချီးမွမ်း၍ဝါကြွားဝမ်းမြောက်မည်အကြောင်းအကျွန်ုပ်တို့ကိုကယ်တင်လျက်တပါးမျိုးသားတို့အထက်ကနှုတ်ယူ၍စုသိမ်းတော်မူပါဤဒီလာမျိုး၏ဘုရားသခင်ထာဝရဘုရားသည်ကဘာအဆက်ဆက်မင်္ဂလာရှိတော်မူစေတည်းလူခတ်သိမ်းတို့သည်အာမင်ဟုဝန်ခံကြစေဟာလေလုယာအခန်းငယ်1မှ48